မင်္ဂလာပါရှင် The Voice of Reality ကနေကြိုဆိုပါတယ်တော်လိုင်းကာလမှာခေါင်းဆောင်မှုဆိုတာဟာအရေးကြီးဆုံးကဏ္ဍတစ်ခုဖြစ်ပါတယ်ဒါပေမဲ့ကျမတို့ရဲ့ခေါင်းဆောင်တွေကဘယ်အရာကိုဦးစားပေးပြီးလှုပ်ဆောင်နေတယ်လဲဆိုတာကတော့စဉ်းစားစရာဖြစ်လာပါတယ်ဒီနေ့မှာတော့ဖြိုးရံပညာရေးသားထားတဲ့ချိုးချံပြမှုကိုကြည့်ချင်တာမဟုတ်ပါဘူးအစွမ်းဆောက်ပဲမြင်ချင်တာပါဆိုတဲ့ဝေဖန်ထောက်ပြချက်ကိုကျမကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပြီးခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာပြည်ထောင်စုဝန်ကြီးတယောက်ကအဝတ်စားမဝဲနိုင်တာဖုံးမှန်ကွဲနေတာကွန်ပျူတာအပ်နေတာဒီຢာတွေနဲ့ပတ်သက်ပြီးအချိန်ပေးပြီးရှင်းပြသွားခဲ့ပါတယ်ဒါနဲ့ပတ်သက်ပြီးဖြိုးရောင်ပညာရေးကအချက်၃ချက်နဲ့ပြက်ပြက်တသားမေးခွန်းထုတ်ထားပါတယ်ပထမအချက်ကတော့ဦးစားပေးလွဲချော်နေတဲ့ဝင်ကြီးများပါပြည်သူတွေမြေပြင်မှာအိုးအိမ်တွေပြကြအသက်တွေပေးဆက်နေရတဲ့အချိန်မှာဝင်ကြီးတယောက်ကမိမိရဲ့ပုံကိုယ်ရေးစင်ရဲ့နံပါတ်မှုကိုမီဒီယာမှာထွက်ရှင်းနေတာဟာတကယ်ပဲတင့်တော်ပါရဲ့လားပြည်သူကဝင်ကြီးစီကတနာစီယာဇက်လန်ကိုနားထောင်ကျင်တာမဟုတ်ပါဘူးဒုတိယအချက်ကတော့ပြည်သူကချိုးချံမှုကိုကြည့်ချင်တာမဟုတ်ပါဘူးဝင်ကြီးတယောက်ရဲ့တာဝန်ဟာချိုးချံပြဖို့မဟုတ်ပဲတော်လန်ရေးကိုအောင်မြင်အောင်ဦးဆောင်ပြဖို့ပါဘုံမှန်ကွဲနေတယ်လို့ညီးပြမယ်အစားတော်လန်ရေးမှာဖြစ်နေတဲ့အကြောင်းတွေကိုဘလို့ဖာထင်းမလဲဆိုတာကိုပဲရှင်းပြစေချင်တာပါတတိယအချက်ကတော့အပေါ်ယံပုံရိပ်ထက်လက်တွေ့ရလက်ကသာအဓိကပါဝင်ကြီးအနေနဲ့အရေးပါတဲ့မူဝါဒတွေလက်တွေ့ကျတဲ့အောင်မြင်မှုတွေကိုသာပြက်ပြက်တန်းတန်းလုပ်ပြလိုက်ရင်ဒီဝေဖန်တန်တွေဟာသူ့လိုပျောက်သွားမှာဖြစ်ပါတယ်နေကုန်းချောင်းအနေနဲ့ပြောရရင်တော့ကျမတို့တွေဟာမွဲပြနေတဲ့ခေါင်းဆောင်မျိုးကိုမလိုချင်ပါဘူးတော်တဲ့တာဝန်ယူမှုရှိတဲ့အရေးချင်းရှိတဲ့ခေါင်းဆောင်မျိုးပဲလူလားကြပါတယ်အဝေးစားကိစ္စထက်ပြည်သူအသက်အိုးအိမ်ကိုဘလောက်ကာကွယ်ပေးနိုင်မလဲဆိုတာကဝင်ကြီးတယောက်ရဲ့အရေးချင်းဖြစ်ပါတယ်ရှင်ဒါကတော့ဖြိုးရောင်ပညာရေးရဲ့ဝေဖန်ထောက်ပြသုံးသပ်ချက်ပဲဖြစ်ပါတယ်ရှင်ပရိသတ်ကြီးနေနဲ့ရောခေါင်းဆောင်တယောက်ရဲ့ချိုးချံမှုနဲ့အရေးချင်းဘယ်ရာကပိုအရေးကြီးတယ်လဲဆိုတာကိုကွန်မန့်မှာရေးပေးပြီးတော့ထင်မြင်ချက်ပေးခဲ့ကြပါဦးရှင်အမှန်တရားရဲ့အတန်တွေကိုနားဆင်နိုင်ဖို့ The Voice of Reality ကိုလည်း like and subscribe လုပ်ပေးခဲ့ကြပါဦးရှင်ကျေးဇူးတင်ပါတယ်ရှင်